တော်မေ့မိလားခင်ဗျ channel ကိုဟိ travel vlog အနေပြီးတော့ပြန်လေကြိုဆိုလိုက်ပါနော်ကျွန်တော်ပြည်နေရကိုမီအောင်စပိန်ဆိုင်ကိုလိုက်ခဲ့ကြပါအောင်နော်ကျွန်တော်ပြည်နေရကိုမီအောင်စပိန်ဆိုင်သွားပြီးတော့လေးလာကြည့်မယ်ဗျကိုမီအောင်စပိန်ပြည်ဆိုင်ရောက်ပါပြီဗျကျွန်တော်နည်းနည်းတော့ဆက်စုကြည့်လိုက်ဖို့နော်ဆရာဆိုင်မှာဘယ်လိုစပိန်မျိုးစားတွေပြင်လို့ရလဲဗျ မျိုးစားတွေလဲဆိုတော့ရိုးရိုးပင်းရနေပြီးတော့ပြိုင်ပင်းတို့ဘယ်ဒီစပိန်တို့ပြင်လို့ရနေပါခင်ဗျ ဆိုင်မှာကြတော့စပိန်မပြင်လာလားစပိန်တွေပါတယ်တော့မရအောင်လား အခုစပိန်လေးတွေရောင်းမင်းလေးတွေရှိပါတယ်ခင်ဗျ တစ်ချက်တော့လိုက်ပြီးတော့ပြပေးနော်စပိန်ကဘယ်လိုအမျိုးစားလေးရှိကြလဲဆရာ လက်ရှိရှိတာကတော့ဒီအကွေးပေါ့နော်အကွေးရှိမယ်အကွေးတော့ကြည့်ရမယ်ဒီမှာကဘာကျဲလေးတွေရ ဒါတွေက ဒါတွေကရောင်းမဲ့ပင်းလေးတွေမစင်ရသေးလို့ဒါမျိုးလေးတွေလည်းရအောင်တစ်လုံး ဟုတ်ဟုတ် အောင်တစ်လုံးဘာအကွေးဘာအကျဲစိုက်တုံလေးရှိပါတယ်ခင်ဗျ ဝယ်ရင်လို့ပဲဖြစ်ဖြစ်ပြင်းရင်လို့ပဲဖြစ်ဖြစ်ဆိုင်ရဲ့လိပ်စာလေးချက်တော့ကြည့်ပြစေ ဆိုင်ရဲ့လိပ်စာတော့ပြောပါတနုမျိုးဆက်ရက်ကွက်မဟာဗန္ဓုလလန်အောင်မာဒာနီခမ်းမပေးနာမှာဖွင့်လာပါတယ်ခင်ဗျ ကျွန်တော်ဟိုဒီနေ့မှာစပိန်တွေဘယ်ဆိုင်မှာပြင်လာလဲလို့ခဏခဏမင်းနေတဲ့လူတွေအတွက်ကျွန်တော်ဖြေပေးလိုက်ပါပြီနော်အခုဆိုရင်ကျွန်တော်နဲ့တူတူဒီနေ့မြည်အခြေအနေသွားပြီးတော့ကြည့်ရမယ်နော်ဒါကတော့ဒီနေ့မျိုးအောင်မရာနီကမ်းခြေနေရပေါ့အခုကတော့ရင်းနေနဲ့တက်လာပါပြီနော်ဆရာဆိုင်မှာဘယ်လိုစပိန်မျိုးစားတွေပြင်လို့ရလဲဗျ နေကနာနဲ့တော့စင်းနေမဖြစ်သေးဘူးတော့ရီးနေတယ်နော် ခမင်းထားပွားရလား ဒီလိုဝိုင်း ဆိုင်ရဲ့လိပ်စာလေးချက်တော့ကြည့်ပြစေ ဆိုင်ရဲ့လိပ်စာတော့ဖျားထဲမှာရောင်းတယ်လိပ်စာကပေါက်ပေါက်ဆော့ရှိတယ် နောက်ထပ် vlog အသစ်တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်ကိုဟိန်းပါ